အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ချင်းကြီး show ဆိုတဲ့ Facebook နဲ့ YouTube channel လေးကနေပြန်လည်ပြီးတော့ကြိုးဆိုပါရစေဒီဘက် Premier League ပွဲစဉ်နှစ်ကပွဲကြိုသုံးသက်ချက်တွေကိုလည်းဒီဘက်မှာလည်းကျွန်တော်ပုံမှန်တင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့ထက်မှာဒီဗီဒီယိုလေးမှာတော့အစောဆုံးတောက်ကြနေညမှာရှင်မြန်ကစားသွားမယ့် Crystal Palace နဲ့ Man City တို့ရဲ့ပွဲကိုကျွန်တော်ရဲ့အမြင်လေးတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲမှာတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ဘာလို့လဲဆိုတော့ Asian Palace ကလည်းအဖွင့်ပွဲရှုံးထားတယ် Man City ကတော့နိုင်ထားတယ်ပေါ့လေအဲ့တော့ Asian Palace ဘယ်လိုတုံ့ပြန်လာမလဲဒါ transfer window ကလည်းမကြခင်ပိတ်တော့မယ် transfer window မပိတ်ခင်မှာဒါနောက်ဆုံးကစားရတယ်ပွဲလက်ရှိနီးပြအသင်းနဲ့စခန်းသွားနေတဲ့ Palace ကမနစ်ကဒါ Conference League တွေပဲရထားတယ်ရှေ့နှစ်မှာ Glasner နဲ့ FA Plus တွေရထားတယ်အကြီးမားဆုံးသူတို့တမိုင်းမှာမရဘူးတဲ့ trophy တွေ major trophy တွေရနေတဲ့တောက်လျှောက်ဒါ Palace ဆိုတဲ့တော်တော်လေးကိုကောင်းတဲ့ကာလတွေဒါပေမဲ့သူတို့ရဲ့ honeymoon key သူတို့ရဲ့အကောင်းဆုံးရွှေရောင်နေ့ရက်တရားကုံဆုံးသွားပြီလို့လောက်ပြောရတော့မလို့ဖြစ်နေပြီဘာလို့လဲဆိုတော့ကစားမကောင်းတွေတယောက်ပြီးရင်တယောက်တမင်မွေးကြားဆိုင်ဆိုလို့ဆုံးရှုံးနေရတယ်ရှေ့မှာတွေကဆုံးရှုံးနေတာဒါအိုလီဆေးတို့ဆုံးရှုံးနေပြီးတော့မနှစ်ကအဈေးဆုံးရှုံးနေပြီးတော့ပြီးခဲ့တဲ့ရာသီဝက်မှာဆိုရင်ဂွေဟီကိုမန်စီးတီးကိုထိုးရောက်လိုက်ရတယ်ဂွေဟီထွက်သွားပြီးတော့ဒီနှစ်လာခွာကိုချယ်ဆီကိုရောက်လိုက်ရတယ်အဲ့တော့ကစားမကောင်းတွေကရေကြီးအမြင့်လူကအသင်းကြီးတွေစီရောက်သွားတာတကယ်ကိုအရေးသွေးရှိတဲ့ကစားမတွေအများကြီးစုမိသွားပြီးတော့တကယ်ကိုနီးပြကောင်းတစ်ယောက်နဲ့အောင်မြင်ခဲ့တဲ့ Palace ကအခုတော့တဖြည်းဖြည်းတစားစီတင်းကွဲပြီးတော့ကွဲထွက်သွားဝါစီးပြေတယ်လို့ဖြစ်ထွက်သွားပြီပေါ့နော်အဲ့တော့ဒီအချိန်ဒီမှာဘလိုမျိုးနီးပြအသစ်ကလည်းဖြစ်နေတယ် Glasner နဲ့ဆိုရင်နည်းနည်းလေးပြန်ပြီးတော့လမ်းကြောင်းတစ်ခုပေါ်သွားတာလွယ်ကောင်းလွယ်နိုင်မယ်အခုနီးပြအသစ်ဒါ Lens မှာကင်ခဲ့တယ်မနှစ်က Lens ကိုပြင်သစ်လီဂူမှာအဆင့်2နေအောင်ရအောင်လုပ်ပေးခဲ့တဲ့ Pierre Sash လက်ထက်မှာဘာဖြစ်လာမလဲသူ့ရဲ့ပွဲဥတက်မှာတော့ Everton 2-0ရှုံးတယ်ခြေစွမ်းရောရက်လက်ကောဘာမှအားရစရာမရှိဘူးဒါ Everton နဲ့ပွဲကိုပြောမယ်ဆိုရင်တော့ကစားတာအရင်ညံ့လားဆိုတော့အရင်တော့မညံ့ဘူးဗျာ Palace ကကစားမအင်အားကအရင်ဆိုးဆိုးဝါးဖြစ်နေမှာဒါပြဿနာကမရှိဘူးလားဆိုရှိနေတယ်နောက်တန်းလည်းရှိနေတယ်ရှေ့တန်းလည်းရှိတယ်အဲ့လာခွာလို့မရှိတော့တဲ့ January မှာ Guehi ကိုဆုံးရှုံးတယ်မနေ့ကြားကန်လိုက်ရတယ်တောက်လျှောက်အဲ့နောက်ပိုင်းမှာ Palace ကတော်တော်လေးကိုခံစစ်ပြဿနာတွေရှိတယ်အခုလာခွာပါမရှိတော့ Guehi ရောလာခွာရောအဓိကခံစစ်ကို lead လုပ်နေတဲ့ကစားမနှစ်ယောက်လုံးမရှိတော့သူတို့နဲ့တွဲပြီးတော့ကစားရင်ကောင်းနေတဲ့ Chris Richard တယောက်ထဲကဒီခံစစ်တစ်ထန်းလုံးကို 3 back ခံစစ်ဘလို့မှအဆင်မပြေတော့ Canvot ကော Charlie Rio ကောကပွင့်လင်းဆုံးပြောရင် Premier League level ကိုမဟုတ်ဘူး Charlie Rio ဆိုရင် Batic ကနေအားကိုးတကြီးနဲ့မျောလင့်တကြီးနဲ့ခေါ်ထားပေမဲ့200ဒီအတွင်းမှာ Premier League 10ပွဲပဲကစားထားတယ်တော်တော်ကို injury pro ဒီနှစ်လည်းအခုဒါပွဲစဉ်တစ်ကစားတယ်မိနစ်80မှာဒဏ်ရာရသွားတယ်အခုဒါဒဏ်ရာကြောင့်ဒီပွဲဆိုလွဲပြန်ပြီ Charlie Rio ကိုအားကိုးလို့ကတော့ဘလို့မှမဖြစ်နိုင်ဘူးတောက်လျှောက်ဒဏ်ရာမှာတရားဒီလုံးမှာ तू ကဟို10ပွဲလောက်ကစားနိုင်မှုတော့အနိုင်ဆိုတော့ဒီခံစစ်က Charlie Rio ပေါ်မှာဘလို့မှအားကိုးလို့မရဆိုတော့ရှင်းတယ် Canvot ဆိုတာလည်း Toulouse ကနေခေါ်ထားတယ်တကယ်ကိုကျိုးဆဆားလေးနဲ့လူငယ်ကစားမလေး20ပဲရှိသေးတယ်အခုမှအသက်ကဒါပေမဲ့သူ့ရဲ့ level က IQ ကအရန်နှိမ်လွန်းတယ် Premier League level နဲ့ပြောမယ်ဆိုရင်တော်တော်ကိုနှိမ်လွန်းတယ်ဗျတစ်ချိန်ချိန်မှာဖြစ်ကောင်းဖြစ်လာနိုင်ပေမဲ့အခုကဘလို့မှသုံးဖို့အဆင်မပြေဘူးအဲ့တော့ဒီခံစစ်ကြီးကအပေါက်ပြဲနဲ့ဟိုလုံးဝ Everton တိုက်စစ်ကိုတော့မှ Andiari တို့ Barry တို့ရဲ့တိုက်စစ်ကိုတော့မှဘလို့မှမထိန်းနိုင်မင်းနဲ့တော်တော်ဆိုးဆိုးဝါးရုန်းကန်နေရတယ်ပြီးတော့ Quinlan မှာလည်းပြဿနာကအသင်းရဲ့ကြောယူတဲ့အဓိကစားမတစ်ယောက် Camara ရော Warden ရောတွဲကစားနေတာမှန်တယ်ပေမဲ့ Warden ကအခုအသင်းကြီးတွေရဲ့တောက်လျှောက်ဒီ transfer window တစ်ခုလုံးမှာစိတ်ဝင်စားပြီးတောက်လျှောက်စိတ်ဝင်စားနေတဲ့ Canlan နဲ့ဆိုတဲ့အတန်တွေကြားထဲမှာ transfer saga တွေကြားထဲမှာကစားမစိတ်က focus အပြည့်ဖြစ်ပါမလားလူသားတွေပဲဗျာကစားမတွေလည်းစိတ်ရုပ်တွေမှမဟုတ်တာဟိုတမ်မဏီတွေလှုပ်ထားတယ်ကြောက်တွေနဲ့လှုပ်ထားတာမှမဟုတ်တာစိတ်တွေနှလုံးသားတွေအုံနောက်တွေရှိနေတာပဲကျွန်တော်တို့တော့မှကိုယ့်အတွက်ခွင့်လန်းတွေပိုများနိုင်တဲ့နေရာကိုယ့်အတွက်ခံစား권တွေပိုများနိုင်တဲ့နေရာကိုယ့်ဘဝတိုးတက်မယ်ဆိုရင်လူတိုင်းကကျွန်တော်တို့ပိုကောင်းတဲ့ဘဝတွေ life style ကိုလိုချင်ကြတာပဲလေဒါကလူတဘာဝပဲဒါကိုကျွန်တော်တို့အတ္တကြီးတွေပဲပြောဘလူပဲပြောဒါတဘာဝကြတယ်ကျွန်တော်မိတ်ဆန်လို့ပြောရမယ်အဲသူလည်းနည်းနည်းလေးတော့စိတ်ထဲမှာခေါင်းထဲမှာအတွေးလေးတွေရှုပ်ထွေးနေမှာပဲအသင်းပေါ် focus ကနည်းနည်းလေးအောက်တယ်လို့ပြောချင်တာအာရုံမစိုက်တာမဟုတ်မပေးဆက်တာမဟုတ်ဘူးအဲ့တော့ဒန်ဝါဒန်ဆက်ရှိမရှိဆိုတော့လေဒီကျွန်တော်မကြခင်မှာလည်းအဖြေပေါ်တော့မှာပါဆက်ရှိဒီ transfer window ပိတ်သွားရင်တော့ကစားမတွေကမပြောင်းပြဘူးဆိုတော့လေအသင်းအတွက်ပြန်ပြီးတော့ commitment ပြန်ပေးကြလိမ့်မယ်အဲ့ဒီကာလကြီးကြောက်ရင်တော့ပြန်ပြီး stable လေးပြန်ရမယ်အခုချိန်မှာသူလည်းကစင်ကလေးအားဖြစ်နေရပေါ့နော်အဲ့တော့ Quinlan မှာလည်း Warden ရဲ့ပြဿနာရှိတယ်သူတို့ရဲ့ဒါလုံးဝ key player တယောက်ပဲပြီးတော့တိုက်စစ်ပိုင်းဆို Ismaila Sarr အခုဒါပေါင်ချန်တန်ရာကြောင့်မပါဘူး Ismaila Sarr ကလေအဇီးမရှိတော့တဲ့ Olise မရှိတော့တဲ့ Crystal Palace ရဲ့တောင်ပန်တိုက်စစ်မှာသူကလုံးဝ key player ပြောမယ်ဆိုလက်ရှိ Crystal Palace ရဲ့တိုက်စစ်အတွက်အရန်အရေးကြီးဆုံးစားမက Ismaila Sarr ပဲပထမဆုံးရာသီသူခေါ်လာတယ်မာဆေးကနေပြီးတော့ Premier League မှာ8ဂိုးသွင်းတယ်6ဂိုးဖန်တီးတယ်14ဂိုးယူပေးထားတယ် Olise မရှိတဲ့ကွက်လက်ကိုပထမဆုံး100ရာသီမှာလည်းစပြီးတော့အကောင်းဆုံးအဇီးနဲ့တွဲကစားတယ်ဖြည့်ပေးတယ်နောက်အဇီးထွက်သွားလဲပြီးခဲ့တဲ့ရာသီမှာ okay အောင်ဆက်ပြီးတော့ကစားတယ် Premier League မှာ6ဂိုးသွင်းတယ်100ရာသီလုံးဆိုရင်
သွင်းကို20ကျော် conference လေးရတဲ့နေရာမှာ Ismaila Sarr ရဲ့သွင်းကိုတွေဖန်တီးမှုတွေ Ismaila Sarr ရဲ့တိုက်စစ်အခန်းကဏ္ဍအရင်အရေးကြီးတယ်တကယ်ကိုအဲ့တော့ Ismaila Sarr အခုဒဏ်ရာလည်းရနေတယ်ပြီးတော့သူ့ကိုလည်းအခုဒါ Liverpool ကလည်းကန်လန်နေ Liverpool ကလည်း Brighton မင်တေးကိုခေါ်နေတာကတိတ်ပြီးတော့အဆင်မပြေဘူး Brighton တောင်းတဲ့ဈေးကတဖြည်းဖြည်းများလာတော့ Ismaila Sarr ဘက်ကိုမြောက်လှည့်လာတယ်အဲ့တော့ Ismaila Sarr ရဲ့အနာဂတ်ဆက်ရှိမရှိ research ကတော့ပြောထားတာက Ismaila Sarr အနည်းဆုံးတော့လာမယ့် Monday ထိသူတို့အသင်းမှာဆက်ရှိမယ်လို့ပြောထားတယ်ဒါပေမဲ့ transfer window မှာဘာမှမဆိုဖြစ်သွားနိုင်တယ်နောက်ဆုံး deadline day မှာ Ismaila Sarr ကဆုံးရှုံးရရင်တော့ Olise ဆုံးရှုံးပြီးအစည်းဆုံးရှုံးပြီးအခု Ismaila Sarr ဆိုရင်တော့ Palace တောင်ပန်တိုက်စစ်ကလုံးဝသေသွားလိမ့်မယ်ပြီးတော့ပြီးခဲ့တဲ့ Everton နဲ့ပွဲမှာကျွန်တော်အဲ့လိုလုံးဝခံစားရတယ် McNeil ကိုခေါ်ထားတယ် Brennan Johnson နဲ့ထည့်လဲပြီးတော့ McNeil ကိုညာချမ်းမှာသုံးတယ်ပြီးတော့ Nketiah ကိုသုံးတယ်နောက်ချမ်းမှာ McNeil နဲ့ Nketiah နောက်ကနေလိုက်တယ် Mateta တယောက်ထဲနဲ့ဒီတိုက်စစ်ကအရင်ကျွန်တော်တို့သိခဲ့တဲ့ Olise တို့ Aziz တို့ Mateta တို့တိုက်စစ်နဲ့ဘာမှမဆိုင်တော့ Olise ထွက်သွားတဲ့အချိန်မှာလည်း Ismaila Sarr Aziz Mateta လည်းကြောက်ဖို့ကောင်းတော့မယ် FP Fly လည်းယူနိုင်တယ်အဲ့တော့နောက်ဆုံး Aziz ထွက်သွားတဲ့အချိန်ထိ Ismaila Sarr Pino Mateta လည်းအလုတ်ဖြစ်နေသေးပဲအရင်ကြီးမကောင်းရင်တော့မှ Premier League ရဲ့တန်းတန်းမှာရှိသေးတယ်အခု Ismaila Sarr လည်းမရှိတော့ဘူး Mateta ကလည်းအသင်းပြောင်းမဲ့စာကားတွေသူလည်းအသင်းကနေထွက်ချင်နေတာအဲ့တော့ Mateta တို့ Ismaila Sarr တို့ Watan တို့အသင်းရဲ့လုံးဝ key player တွေအသင်းမှာဆက်ရှိမရှိဆိုတာလည်းဒါ Crystal Palace အတွက်တော်တော်ကြီးတဲ့ပြဿနာပေါ့နော်အဲ့တော့မွေးဘူးရကင်းမောင်ပဲ Crystal Palace ရဲ့ကစားမကောင်းတွေတောက်လျှောက်ဆုံးရှုံးရင်းနဲ့ဒီရာသီ Premier League မှာတော်တော်လေးဆိုးရွားနေတဲ့တော်တော်လေးစိုးရိမ်ဖို့ကောင်းတာပေါ့လေအခုကတော့ပွဲစဉ်တစ်ပွဲပဲရှုံးသေးတော့အရင်ဆိုးရတယ်လို့ပြောလို့မရအောင်ဒါပေမဲ့တော်တော်စိုးရိမ်ဖို့ကောင်းတဲ့အသင်းဒီနှစ် Premier League မှာကစားမကောင်းတွေဆုံးရှုံးပြီးတိုင်ပတ်နေတဲ့အသင်းတွေရှိတယ် Newcastle တို့ Crystal Palace တို့ Villa ဆိုလဲကစားမကောင်းတွေအများကြီးဆုံးရှုံးသွားတာဒါ Morgan Roger တို့တကယ်ကို Tielemans တို့တကယ်ကစားမကောင်းတွေ Konsa တို့အများကြီးဆုံးရှုံးသွားခဲ့တာတို့လည်းပြီးတော့နောက်ဆုံးအခု Martinez တို့တော့ဆုံးရှုံးနိုင်အောင်ပဲဆိုတော့အဲ့ဒီအသင်းတွေအားလုံးအခုချိန်ဒီအခြေအနေသတင်းမှမလှသေးဘူးအဲ့ထဲမှာ Crystal Palace လည်းပါတယ် Crystal Palace ကဒီပုံစံတိုင်းသာတကယ်လို့သာလေခံစစ်ကိုလည်းကောင်းကောင်းပြန်ပြီးတော့အားမဖြည့်နိုင်ဘူးကွင်းလင်မှာလည်း Watan ဆုံးရှုံးမယ် Ismaila Sarr လို့ကစားမတွေဆုံးရှုံးမယ် Mateta လည်းထွက်သွားမယ်ဆိုရင်တန်းမှာဆင်းသွားနိုင်တယ်နော်ဒါတော့ရှုပ်လို့မရအောင်အဲ့တော့ Crystal Palace တာဝန်ရှိသူတွေရောတော်တော်လေးသတိကြီးကြီးနဲ့ကန်ရမယ်အချိန်ဒီချိန်ကစားမကောင်းတွေထပ်ပြီးဆုံးရှုံးလို့မရတော့ဘူး2013လောက်က Premier League ကိုတချို့ပြန်တန်းတက်လာပြီးတဲ့က Premier League မှာ10စုနှစ်တခုကြော်ကြအောင်ခိုင်ခိုင်မာမာရက်တည်လာနိုင်တယ်ကစားမကောင်းတွေကိုတဖြည်းဖြည်းချင်းစုလာပြီးတော့အောင်မြင်မှုတွေရှာဖွေလာနိုင်တဲ့အသင်းကနေအခုတကယ်ကို downfall ပြန်ဖြစ်နေရဆိုတော့တကယ်စိတ်ပူဖို့ကောင်းပါတယ် Glasner လိုနီးပြကောင်းဆုံးရှုံးထားတဲ့ Palace ကစားမကောင်းတွေထပ်ဆုံးရှုံးအောင်မယ်ဆိုရင်တော့အခြေအနေမလှဘူးဒီပုံစံတိုင်းဆို Palace ကလုံးဝအားရကြမကောင်းပြီးတော့ပိုဆိုးတာပြီးခဲ့တဲ့ပွဲမှာအခွင့်အရေးရတဲ့ခွင့်အရေးတွေအသုံးချတာလဲ Mateta တို့ Nketiah တို့ကန်နဲ့ကန်ချက်တွေတိုင်ထိဘာထိတွေနဲ့ကန်လဲခေနေအဲ့တော့ Crystal Palace ကိုတော့ကတော့ဇကပုံလို့ပေါ့ကျွန်တော်တို့ကန်ဆုမသွားလေးကမိုးလိုက်လို့ရွာများဖြစ်နေပြီလားကြည့်ရမယ်ဒီပတ်တွေ့ရမယ်ပြိုင်ဘက်ကလည်း Man City ကလည်းtransition ကာလသူတို့ကလည်း revolution လုပ်နေနီးပြအပြောင်းလဲချားမှာ Maresca ကသူ့ရဲ့ပွဲဥတဲ့ပွဲကတော့တော်တော်လေးမဆိုးဘူးပြဘုံမောင်လေးပွဲမိုက်တယ်ကစားသွားတဲ့ခြေစမ်းကအရင်အကောင်းကြီးမဟုတ်ဘူးဆိုတော့လက်ခံပေးလို့ရတယ်ဒါပေမဲ့ပြဿနာဘယ်မှာသွားပေါ်နေလဲကွင်းလယ်မှာသွားပေါ်နေတယ် Rodri မရှိတော့တဲ့ကွင်းလယ် Bernardo Silva မရှိတော့တဲ့ကွင်းလယ်ကတင်းလုံးရဲ့ balance ကိုလုံးဝမထိန်းပေးထားနိုင်ဘူး tempo အတင်ချတွေပွဲကို game ကို control လုံးဝမလုပ်ထားနိုင်မင်းနဲ့ဘုံမောင်က transition တိုင်းကိုသူတို့တော်တော်လေးကိုခက်ရခဲစေတားဆီးခဲ့ရတယ်အဲ့တော့ပြဿနာကွင်းလယ်မှာရှိနေ Elliot Anderson နဲ့လည်းအဆင်မပြေဘူးပို့ဆိုးတာအဲ့ပွဲမှာ Elliot Anderson မှာဒဏ်ရာရသွားလို့လူစားပါလဲလိုက်ရသေးဆိုတော့ဒီပွဲ Elliot Anderson ပါနိုင်မှာလားမပါနိုင်ဘူးလားတော့ကျွန်တော်ဒီဗီဒီယိုရိုက်တာနည်းလေးစောနေတဲ့အတွက်ကြောင့်press conference တွေမသိထားသေးတော့သတင်းအတိအကျတော့မသိသေးဘူးတကယ်လို့မပါနိုင်ဘူးဆိုရင်တော့ဒီကွင်းလယ်ပို့ဆိုးသွားနိုင်တယ်ဒီနေ့ Man City ရဲ့ကွင်းလယ်ကလုံးဝယုံခအလုံးဝအသစ်နီးပါးကိုပြင်ဆင်ထားတာ Rodri ရောင်းချထားတယ် Bernardo Silva free နဲ့ထွက်သွားတယ်အရန်အနေနဲ့ဝင်ကစားနေတဲ့ Riders တို့ Nico Gonzalez တို့လည်းအခုအသင်းကနေထွက်သွားပြီဆိုတော့9ယောက်မှာ4ယောက်ထွက်သွားတယ် Kovacic 1ယောက်ပဲဒီမရှိ3-3နေ Kovacic ပဲကြံခဲ့တယ်ဒီနှစ်အာကိုကြီးနဲ့ခေါ်ထားတဲ့ Elliot Anderson တော့ရှိတယ်ဒါပေမဲ့ဒဏ်ရာရနေတော့ပါမယ်မပါဘူးကမသေးကြဘူးဖြစ်နေပါလာရင်တော့ကွင်းလယ်ကပိုကောင်းပါပါလေပြီးဘူအာဒီအခုမော်ရိုကိုရဲ့ဒီကမ္ဘာဖလားမှာ World Cup မှာ hero ဖြစ်ခဲ့တဲ့လူငယ်10ကျော်တဲ့လူငယ်သားမလေးကို86တန်းနဲ့ခေါ်ထားတယ်ဒါပေမဲ့ဒီပွဲမှာတော့ဘူအာဒီကကစားနိုင်အောင်မှာမဟုတ်သေးဟိုးလောက်သေးဘူးပေါ့နော်အဲ့တော့ဘူအာဒီတော့မပါလောက်သေးဘူးကွင်းလယ်မှာတော့ပြဿနာရှိနေတော့မယ် Anderson ကစားနိုင်ရင်တော့ကျွန်တော်ကတော့ဖြစ်စေချင်တာလေ O'Reilly လေးနဲ့တွဲပေးသေးချင်တယ်ပြီးခဲ့တဲ့ပွဲမှာ Maresca နည်းနည်းလေးအဲ့တက်ဆန်းပြီးတော့နေရာတွေ position တွေရှောက် switch လုပ်တာကလည်း Man City ကိုမလိုအပ်ဖက်နဲ့ရုန်းကန်စေရလို့ကျွန်တော်ကတော့ယူဆတယ်ညီကိုတို့တော့ဘယ်လိုမြင်လဲတော့မသိဘူးဥပမာညာချမ်းမှာဆိုပြန်ညာနောက်ခက်လို့နေရာမှာမာတီယန်နူနက်ကိုသုံးလိုက်ရင်ပိုကောင်းနိုင်တာတိတိနဲ့ Rico Lewis ကိုသုံးတယ်
ဒါပေမဲ့58မိနစ်မှာဒုတိယပိုင်းကျမှပြန်ပြင်းတယ်အဆင်ပြေသွားတာပေါ့ပြန်ပြင်လိုက်တဲ့အချိန်မှာတော့အဆင်ပြေသွားအဲ့တော့ထပ်ပြီးခေါင်းမမှာစီကျင်တော့ဘူးပေါ့နော်ဒါ community ရှိမှလည်းသူအဲ့ညာနောက်ကလူနေရာမှာခုစားတော့3တယ်အဆင်မပြေဘူးပြီးခဲ့တဲ့ဘုံပေါင်းတဲ့ပွဲမှာ Rico Lewis 3တယ်အဆင်မပြေဘူးမာတီယက်နူနက်ကိုပြန်ပြီး3ကို3သင့်ပြီအဲ့တော့ကွင်းလေလိုအပ်ချက်ရဟုတ်ပြီ Anderson လည်းမကစားနိုင်ဘူးကျန်တဲ့ဘူအာဒီတို့ကလည်းခုဒါသူတို့ရဲ့ formality ရလောက်တဲ့လှုပ်ထုံးလုံနည်းတွေရဒီပွဲကိုမကစားနိုင်ခဲ့ဘူးဆိုရင်တော့ကွင်းလေမှာ Guehi ကိုပဲပြီးခဲ့တဲ့ပွဲလိုပဲမရှိသုံးအနေနဲ့တက်ထောက်ပြီးတော့သုံးအောင်မှာ Guehi နဲ့ Oran လေးပေါ့ Elliot Anderson ကစားနိုင်မယ်ဆိုရင်တော့ Elliot Anderson နဲ့ကျွန်တော်ကတော့ Guehi ကိုမသုံးသေးခြင်းဘူး Oran လေးရဲ့ natural ဆန်နမဖီကနေလာတဲ့ကစားမှာ Guardiola သူ့အသွင်ပြောင်းပြီးတော့ဖေနောက်ခံလူနေရာမှာပြောင်းသုံးနေခဲ့တာအဲ့တော့ဆန်နမဖီကောင်းကောင်းကစားနိုင်တယ်အဲ့တော့ Oran လေးနဲ့ Elliot Anderson ကိုသုံးသင့်တယ်အဲ့တော့ Elliot Anderson ပါမပါတော့ဒါတစ်ပိုင်းပေါ့လေတက်စဉ်းစားမယ်ကိစ္စရှေ့မှာတော့ Ryan Cherki မရှိမဖြစ်သုံးအောင် Maresca အဲ့မှားနေတဲ့အမှားလေ Ryan Cherki ကိုသူဘာလို့မယုံလဲတော့မသိဘူး Cherki ရဲ့ level အုံနောက် level IQ level သူ့ရဲ့ ball skill အဲ့ပြိုင်ဘက်ကခံစစ် line တွေကြားထဲမှာဘောလုံးပေးဖို့နိုင်စွမ်းကတကယ် Premier League မှာအဲ့လို quality ရှိတဲ့ pass တွေပေးနိုင်တဲ့ကစားမှာလက်ချိုးရလို့ရတယ်ဒီကဘက်ခင်ဘောလုံးလောကမှာဗျာကျွန်တော်တို့အဲ့လို quality pass တွေပေးနိုင်တဲ့တကယ်အစင်တန်းမြင့်တဲ့ killer pass တွေပေးနိုင်တဲ့နံပါတ်10ကစားမှာအရန်ရှားလာပြီတကယ်ကိုဒီဘက်ခင်ဘောလုံးလောကမှာနံပါတ်10တွေတိတ်ပြီးတော့နီးပြတွေလည်းတိတ်မကြိုက်တော့ကစားကွက်ကျွန်တော်တို့ဒါ formation ရ tactical ရ game plan တွေရလည်းဒီနံပါတ်10 6-6 set ကို hybrid ပုံစံမျိုးတွေသွားလာကြတယ်နံပါတ်10 6-6 ကစားမှလည်းရှားလာတယ်ရှိရင်လည်းနေရာရလာနေလာတယ်ဟိုဒီလက်ရှိမှာဆို Bruno တို့လို Odegaard တို့လို Cherki တို့လိုစားမှရှိတယ်ဟိုဘက်ခင်မှာတော့ Ozil တို့လိုတကယ် Zidane တို့လို Kaká တို့လိုတကယ်ကစားမကောင်းနေအများကြီးရှိပါတယ်ဟိုဘက်ခင်မှာတော့ဟိုဘက်ခင်မှာပုံများတယ် Totti တို့လိုအဲ့တော့ဒါ quality pass မှာကျွန်တော်ဒီလက်ရှိ Premier League မှာကျွန်တော်တယောက်တည်းအမြင်ရဆိုပြီးခဲ့တဲ့ပွဲတွေမှာလည်းပြောတယ် Bruno ပြီးရင် Cherki အဲ့နံပါတ်10 row မှာတကယ်ကိုကောင်းတဲ့ chance တွေ line breaking pass တွေတကယ် quality chance တွေ big chance တွေအများကြီးဖန်တီးပေးနိုင်တဲ့ killer pass တွေသူ့လိုကစားမမျိုးသုံးတယ်ပို့လို့တယ်ဘာလို့လဲဆိုရှေ့မှာ Haaland လိုမျိုးဂိုးသွင်းဆက်ကြီးရှိတယ်အခွင့်အရေးတွေသာရှိရင်တေချာပေါက်ဂိုးအဖြစ်ပြောင်းနိုင်မယ့်ကစားမမျိုးရှိတဲ့အသင်းမှာဖန်တီးမှုအားကောင်းတဲ့ကစားမကလူကိုလိုတယ်နံပါတ်10မှာ Foden ကခုချိန်ထိယုံကြည်မှုတွေလည်းမရသေးဘူးအကောင်းဆုံးခြေသွင်းမရသေးဘူးဆိုတော့ဒိုကူဒန်ရနေတဲ့တောင်မန်မှာဇာဗင်းညိုတို့မှာ Moss တို့လည်းထွက်သွားပြီဆိုတော့အပြောင်း Man City ရဲ့အင်အားတော်တော်လေးကစားမတွေအများကြီးထွက်သွားတာနော်အဲ့တော့ကစားမအင်အားနည်းနည်းလေးပဲရှိတော့တယ် Foden ကိုညာမှာမဖြစ်မနေ3ကပဲရတော့မယ်စီမန်ညိုဘယ်ပြန်ပို့ရမယ်နံပါတ်10မှာပြီးခဲ့တဲ့ပွဲလိုမျိုး O'Reilly ကိုမသုံးတော့ဘဲနဲ့ Cherki ကိုဒီပွဲမှာတော့ခေါင်းမမှာပဲနဲ့သုံးဖို့လိုကိုလိုတယ် Haaland ပြီးခဲ့တဲ့ပွဲမှာဂိုးပေါက်လွဲခဲ့တဲ့အခွင့်အရေးတွေဆုံးရှုံးပဲဖြုံးတီးပြစ်ခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့ Haaland ကိုလုံးဝတန်တဲ့ကလုံးဝမရှိဘူး Haaland ပဲသူ့ရဲ့ mentality စပင်ညှက်ထားလို့နည်းနည်းလေးကေးတဲ့နဲ့တမျိုးလေးဖြစ်နေပေမဲ့ပြန်လုပ်ပြပါလိမ့်မယ် Haaland ကပြီးတော့ဒီလို August မှာဆိုအရန်ကောင်းတယ်14ပွဲကစားထားတာ22ဂိုးလောက်သွင်းထားတယ်သူရဲ့အကောင်းဆုံးဂိုးသွင်းနိုင်ဆုံးလမှတ်တမ်းတွေရှိတဲ့လ August လပဲကျွန်တော်တို့ Haaland ကိုယုံကြည်တယ်ခွင့်ရတာရမယ်ဆိုရင်ထပ်ပြီးတော့ဒီလိုပွဲမျိုးမှာပြန်လုပ်ပြလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ Man City မှာတော့ Maresca သာလူထုတ်ပုံသာမှတ်မယ်ဆိုရင်တော့ကွင်းလေပြဿနာရှိနေသည့်တိုင်အောင် Man City ကစားတာအရင်ညံ့မနေဘူးပြီးခဲ့တဲ့ပွဲမှာလည်းသူတို့အခွင့်အရေးတွေအများကြီးရတယ်အဆုံးသက်တာမသေးကြကြလို့ခဲစိတ်ကစားတာဒါပေမဲ့နောက်ဆုံးတော့ Guehi ရဲ့ခေါင်းတိုက်ဂိုးတွေ Vardy ရဲ့နောက်ကျဂိုးတွေနဲ့အဲ့ပွဲမှာတကယ်ကိုသူရဲကောင်းဖြစ်ခဲ့တဲ့ Cherki ပဲကဲတင်ပေးသွားတယ်လို့ပြောလို့ရတယ်အဲ့တော့လက်ရှိအချိန်ဒီမှာ Man City အတွက်တစ်ခုပဲဒီပွဲအတွက်မဟုတ်ဘူးတရားစီလုံးစာပြောမယ်ဆိုရင်တော့သူတို့ရဲ့ champion ရခဲ့တဲ့ကစားသမားတွေ experience player တွေပေါ့ Premier League title ကိုယူခဲ့တဲ့ experience player တွေဒါအောင်လျှောက်ဆုံးရှုံးနေရတာအခု Rodri တို့လို Bernardo Silva တို့လိုအသင်းရဲ့တကယ်ကိုcaptain တွေအသင်းကိုတကယ်ဦးဆောင်တဲ့ကစားသမားတွေဆုံးရှုံးနေ John Stone တို့လိုဝါရင်တွေ Aki တို့လိုအခန်ဂျီတို့လိုတကယ်ကို champion mentality ရှိတဲ့ကစားသမားတွေဆုံးရှုံးနေရတာကတော့တစ်ဖက်မှာ revolution လုပ်နေတဲ့ Man City အတွက်ဒီ pressure တွေတကယ်ကို champion ပြေးလန်းကိုစိန်ခေါ်မယ်ဆိုရင်တော့ဒီဒဏ်တွေကိုခံစားရတဲ့နေရာမှာ Maresca နဲ့နီးပြလည်းအရင်အဲ့လိုမျိုးအတွေ့အကြုံရှိတဲ့ကျွမ်းကျင်တဲ့နီးပြလည်းမဟုတ်တော့ဒါကတော့ကျွန်တော်တို့ Guardiola လက်ထက်က Man City နဲ့မတူညီကွဲပြားသွားတဲ့အသင်းသစ်ပုံစံမျိုးကိုမြင်ရလိမ့်မယ်။ကွင်းလယ်မှာတော့သူတို့အခုချိန်ထိ Chelsea ရဲ့ Enzo ကိုလည်းလိုက်နေသေးတယ်ပေါ့လေ။အဲ့တော့ဘာဖြစ်ဖြစ်ပါ Man City ဒီချိန်နေမှာကွင်းလယ်အားနည်းနေတာမှန်တယ်။အရန်ကိုအားနည်းတဲ့ Elliot Anderson မပိုင်ဒီပွဲကွင်းလယ်ကတော်တော်လေးကိုအားနည်းလိမ့်မယ်။ဒီကြားထဲကနေဘယ်လိုသွားမလဲပေါ့နော်။တစ်ဖက်မှာ Crystal Palace ကကွင်းလယ်ကမဆိုးဘူး။တိုက်စစ်လည်းလူမစုံဘူးအားနည်းနေတယ်။ခံစစ်ကလည်းလူမစုံဘူးအားနည်းနေတယ်။ခေါ်ထားတဲ့ Tomiyasu တို့ဒါ Manguinza တို့ရှိတယ်ပြီးတော့ Chelsea ကနေပြီးတော့ Disasi ကိုလည်း Crystal Palace အငှားနဲ့ခေါ်ထားဆိုတော့ပြန်တော့ဖြည့်ထားတယ်အဲ့ဒီကစားသမားတွေရောချက်ချင်းအသင်းတွေမှာထိုင်ကြပါမလားအဲ့တော့နောက်ဆုံးကျွန်တော်တို့ရလက်ပိုင်းတွေနဲ့သွားမယ်ဆိုရင်တော့
Crystal Palace ရဲ့အိမ်ကွင်းမှာ Man City ကမရှုံးတာ17နှစ်ရှိသွားပြီ2015 Alan Pardew လက်ထက်က Crystal Palace က 2-1 နဲ့သူတို့ဆယ်ဟပ်ပတ်မှာနောက်ဆုံးနိုင်တယ် Crystal Palace ကွင်းမှာ Man City ကအမြဲတမ်းလို့ရလက်ပူကောင်းတတ်တယ်နောက်ဆုံး17နှစ်အတွင်းမှာ8ကြိမ်လောက်နိုင်ထားတယ်3ကြိမ်ပဲတည်ကြတယ် Crystal Palace ကိုအိမ်ဝင်း Etihad မှာ Man City ကရုံးကန်ရတာ Crystal Palace က Man City နဲ့တွေ့ရင်အရှိမတော့ဒါ Ryan Howson လက်ထက်ကရော Glasner လက်ထက်ကရော Vieira လက်ထက်ကရှေ့မှာ Man City ကိုဒုက္ခပေးနိုင်ခဲ့တဲ့အသင်းဒါပေမဲ့ Man City ရဲ့ Etihad မှာပို့ပြီးဒုက္ခပေးနိုင်တယ်သူတို့အိမ်ကွင်းမှာအဲ့လောက်ဒုက္ခမပေးနိုင်ဘူးဒီမှာလည်းလူလည်းမစုံဘူးဆိုတော့ကျွန်တော်တို့ဒီပွဲမှာလူမစုံတဲ့အခြေအနေတွေကြားထဲမှာ Crystal Palace ကိုကျွန်တော်မယုံရဲဘူး Man City ပဲအဝေးကွင်းမှာနိုင်သွားလိမ့်မယ်လို့ထင်တယ်အပြန်အလှန်ဂိုးတွေမြင်ရလိမ့်မယ်Man City 2-1 လောက်နဲ့ဒီပွဲကိုနိုင်သွားလိမ့်မယ်လို့ကျွန်တော်တို့ယူဆပါတယ်အဲ့တော့ညီကိုတို့ရောဘယ်လိုမြင်ကြလဲ comment လေးမှာရေးပေးသွားလို့ရပါတယ်ဒီ season လေးကိုကြည့်ပေးတဲ့ညီကိုတယောက်စီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ